တကူတော်အနန္တလုံးစုံသောနန္ဒပြည့်စုံတော်မူရိဋ္ဌာတော်ဘုရားမြတ်စွာဘုရားဤခေါ်ကြတော်မူခဲ့သောမြတ်တရားဒေသနာမှတ်သားလိုက်နာဝိနည်းလိုက်နာသူတွေမှာရာကျော်အသက်ရှိจิตတိအနန္တကျန်သမျှလူရာပြည့်စုံငါရှင်လန်းကြည်သာပြင်ဆင်မိတာជីវချမ်းသာခေမတောင်းကနိဗ္ဗာန်လမ်းလျှောက်လန်းရမိတာလောကီလောကုတ္တရာလမ်းမပြជីវချမ်းသာသူတယောပါမင်္ဂလာအာဟုအားထားရမြတ်တရားနေသနာလူတိုင်းတစ်ခွင်မှာတူနိုင်မရှင်လားဝေဝုသိကျုံရနဲ့ဆုံးကြွေကအမေခတ်သိဒီလူငိမ့်ပြီးဗျာလိလာပွားများမှတ်သားလိုက်နာမြတ်တရားဒီသနာမြတ်တရားဒီသနာမြတ်တရားဒီသနာဆရာတော်အရှင်သူမြတ်ကြီးဗျာဘုရားတပည့်တော်တို့ဟာတရားတောင်းခွင့်ပြုတော်မူပါဗျာသကဝါစိနဝါဝိတာဘာတာရတာဝံပိယဣမေလောကမုပါကာတိတန်နောဒေသေတုမௌရိယဝါဂိတာစကယပြဗမာတုနာမရှိမြကလိုယသုဒ္ဓညာကတရားဖြစ်စေဆွဲဝေရှိစဝါစာစိတ်ရဂုဏ်တော်ရှိတော်မူသောနာလာဂီသာတိမြတ်စွာဘုရားတို့၌အမြဲတမ်း
သဘိတ်တင်ကစရှိသောရှစ်ပါးသောပိခရာတို့ကိုပေးလှူ၍တိခါထယဟန်ခံရှင်ပြုသာသနာအမွေခံကုသိုလ်ဆုစုတို့ကိုပေါင်းစုကာပြု၍ထိုကောင်းမှုအကျိုးအဖြစ်ဆင်ရင်ကျင်းပပြုလုပ်ကြရသောဓမ္မဘာဝနာဓမ္မဒေသနာကုသိုလ်ကံမင်္ဂလာဖြာဖြာတို့ကြောင့်အလုံးသောသင်သူတော်ကောင်းတို့တွေဒီယနေ့မှစ၍ဘဝတန္တရာကျင့်လေကနေထိုင်သမျှကာလပတ်လုံးဘေးခတ်သိမ်းရန်ခတ်သိမ်းအန္တရာယ်ခတ်သိမ်းဆင်းရဲခတ်သိမ်းအလုံးရှော့ပြောင်းငြိမ်း၍ကိုနာတိဝဇ္ဇအမြင့်ပြတ်ရှုံငြိမ်းရာနိဗ္ဗာန်ချမ်းသာကိုရနိုင်ရောက်နိုင်မျက်မှောက်ပြုနိုင်ကြသောသူတော်ကောင်းများဖြစ်နိုင်ကြပါစေအဟံဗန္တိဣတရဏေနသဟပင်စတိလံဓမ္မံယာစာမိလောကဟံကတ္တဝါသီလံတိထမေဗန္တိဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒီလိုမြတ်သည်ယရဏသုံးပါးကိုတထသောယုံကြည်လေးမြတ်စွာကိုယ်ွယ်စည်းကကြကုန်၍သူတော်ကောင်းတို့သည်အမြဲမပြတ်ခံယူဆောက်တည်နှင့်သုံးကြကုန်သောငါးပါးသောသီလတော်မြတ်တို့ကိုအကျိုးပေါအောင်ကျိုးစား၍ဆောက်တည်ပါမည်ဖျားစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကောင်းမြတ်သောမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံသောညချမ်းကာလသမယရှိခါဝေတောင်ကုန်းကျောင်းမဟာစီသာသနာရေးခါကျောင်းတိုက်ကြီးအတွင်းဟောကြားနာကြားပူဇော်ကောင်းမှုပြုကြတဲ့ဓမ္မပူဇာသမီးယရဏသုံးပါးနှင့်နန္ဒကိုင်းဝင်ကျေးဇူးရှင်မိခင်ဖခင်ဘိုးဘွားများဖြစ်ကြတဲ့ကုညီဘုတော်တင်ကြီးကျေးဇူးရှင်မိခင်ဖခင်များဖြစ်ကြတဲ့ဘိုးတိုင်းဒေသကြီးတောင်မြို့နယ်လဖယ်ကြီးရွာအုပ်စုကျောင်းမုံကြီးရွာနေဦးထွေးမောင်ဒေါ်ခင်မာကြီးညောင်လေးပင်မြို့နယ်အောင်ကြီးကြီးရွာအုပ်စုအောင်ကြီးကြီးရွာနေဖခင်ကြီးကုလွန်မိခင်ကြီးတော်စန်းတင်တို့ကောင်းမှုအထူးဖြစ်ကြပါစေရန်ရည်မှန်းအာယုပြုပြီးတော့မိခင်ဖခင်ဘိုးဘွားကျေးဇူးရှင်များကိုအမှုတင်ရည်စွဲအလုဒါယကဥတင့်စောဦးအလုဒါယိကာမတော်ဧခိုင်သာမောင်စီယာနှင့်ထက်မိသားစုတို့ကမိမိတို့ရှာဝေစုဆောင်ထားသောဥစ္စာပစ္စည်းတို့မှထုတ်ထုတ်၍တပိတ်သင်္ကန်းစသောရှစ်ပါးသောပိယခရာတို့နှင့်တကွာသာသမီယရဏတို့ကိုသာသနာတော်သို့အနှံလူထမ်း၍သိက္ခာချက်ယဟန်ခံရှင်ပြုသာသနာအမွေခံကုသိုလ်ဆုစုတို့ကိုပေါင်းစုကပြုလုပ်ကြတဲ့သာသနာအမွေခံကုသိုလ်ထိုကောင်းမှုကုသိုလ်တို့၏အကျိုးဓမ္မသဘင်အဖြစ်ဆင်ရင်ကကျင့်ပပြုလုပ်ကြတဲ့ဓမ္မပူဇာသဘင်တရားပွဲအားခဲလို့ကြွားရောက်တော်မူလာကြကုန်သောတရားရှိခင်အလုံးသောသူတော်စင်တို့နှင့်32ဘုံအရက်10မျက်နှာအနန္တစကြာဝဠာ၌ရှိကြကုန်သောဝိနည်းများစွာအလုံးသောတတ္တဝါတို့ကိုယ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနှင့်ပြည့်စုံနိုင်ကြပါစေလို့မေတ္တာအာသီသမေတ္တာပဋ္ဌာနာများပို့လို့ပြီးဓမ္မသဘင်စတင်လို့ဖွင့်လှစ်ပါပြီဓမ္မသဘင်အစတင်ခင်ရှိဥစွာတရားပိုင်ရှင်ဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုရှင်ခိုးပူဇော်ကြရအောင်ကိုတင့်ဇော်ဦးမအေးခိုင်မိသားစုအပေါင်းတို့နှင့်ဟောကြားနာကြမြတ်လာသူငါအလုံးသောတရားနာပိဋကပေါင်းသူတော်ကောင်းတို့အား
ရမင်္ဂလံအောင်ဘူးတွေကြိုင်အောင်မန်းနေလိုင်သည်အောင်သိတိပန်းကိုင်ကြီးကိုထေတုကရုဏာထာမေတ္တာအားဖြင့်ဝေဒနာတော်မူလည်းပါရွှေဘုံတော်သခင်အရှင်သူမြတ်ကြီးဖရာကောင်းမြတ်သောမင်္ဂလာပေါင်းတို့ဖြင့်ပြည့်စုံတဲ့ကောင်းမှုပြုရာယခုညချမ်းရှိပါဝယ်ယေရှုရှင်မိခင်ဖခင်ဘိုးဘွားတို့ကိုဦးတင်ကြည်စုလို့ကောင်းမှုပြုကြတဲ့ဘုရားဆုံးဦးမအေးခိုင်တာမောင်စရာလင်းထပ်မိသားစုတို့ရဲ့သိက္ခာထယဟန်ကရှင်ပြုအကျိုးမင်္ဂလာကောင်းမှုအဖြစ်ဆင်ရင်ကျင်းပပြုလုပ်ကြသောဓမ္မပူဇာသဘင်ဘုရားရှင်ကိုရောမြတ်ကြီးကိုအာပါတရားရှင်ခိုးပူဇော်ပြီးဓမ္မသဘင်စတင်လို့ဖွင့်ခဲ့ပါပြီအလုံးသောသူတော်စင်သူတော်ကောင်းပေါင်းတို့ဘေးရန်ခတ်သိမ်းဆင်းရဲခတ်သိမ်းအလုံးကင်းကျင်းကြပါစေလို့မေတ္တာအာတိတမေတ္တာပဋ္ဌာနာများပို့လို့ဓမ္မသဘင်ကိုဖွင့်ခဲ့ပါပြီအလုံးမိမိတို့သင်တော်မြတ်တာသောဣရိယာပုဒ်တို့ဖြင့်လွတ်လပ်ရှမ်းသာစွာနာကြားပူဇော်ကြမိမိတို့မြတ်တာသောဣရိယာပုဒ်တို့ဖြင့်လွတ်လပ်စွာနာကြားပူဇော်နိုင်ပါလေအလုံးတော်တရားရှိခင်သူတော်စင်ပေါင်းတို့ဒီကနေ့ညဟောကြားနာကြားပူဇော်ကြည်ညိုကြရမယ့်ဒေသနာတရားတော်အလုံးတော်တရားတော်မှာများမှတ်ပါအကျိုးပေးတော့ွာလိမ့်မယ်တရားတော်အလုံးပြောလိုက်ပါလေလေအကျိုးပေးတော့ွာလိမ့်မယ်တရားတော်ပါဗျာအလုံးပြောပါလေလေအကျိုးပေးတော့ွာလိမ့်မယ်တရားတော်ပါဗျာဧကံသမယံအခါရဝ၌ဘဂဝါဘုံလျှောက်ပါသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်မဟာတာဤတော်အဖြင့်များစွာသောဝါကုံအဖြင့်မြတ်သောဘိက္ခုတံဂေနယဟပေါင်းတို့နှင့်တတ္တိအတုတဝါဇေတဝနီဇေတဝံလို့ခေါ်တဲ့ရွှေကျောင်းတော်မှာဝိဟရတိတရင်သုံးနေထိုင်တော်မူတယ်အထာတသမိန်ကာလီဇေတဝံလို့ခေါ်တဲ့ရွှေကျောင်းတော်မှာတရင်သုံးနေထိုင်တော်မူစဉ်ဣမန္ဓမ္မဒေသနံတပုရိသဌာနလို့အမည်ရတဲ့ဤသုတ်တံဒေသနာကိုတန်ဆာဆင်၍ဟောပြတော်မူရာဖြစ်သောအကျိုးပေးတော့ွာလိမ့်မယ်လို့အမည်ရတဲ့ဤတရားဒေသနာတော်ကိုဘဂဝါဘုံလျှောက်ပါသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဒေတယီလောကတန္တရာကျင်လေကနေကြဝိနည်းများစွာအလုံးသောတတ္တဝါတို့အမျက်ဆုံးသောဒါနကောင်းမှုတို့ကိုကြိုးစားကာပြု၍ဘဝတန်တရာဝဲကောင်းကျိုးချမ်းသာတရားတို့တိုးပွားကြစေရန်ရည်စိတ်တန်အာယုံပြုကာကရုဏာရှိရှုဟောပြတော်မူခဲ့ပါပေသတည်းအကျိုးပေးတော့ွာလိမ့်မယ်တရားတော်တဲ့အလုံးပြောပါရဲ့လေအကျိုးပေးတော့ွာလိမ့်မယ်တရားတော်ပါဗျာဘဝတန္တရာကျင်လေကနေနေကြတဲ့တတ္တဝါတွေအဲ့လိုမင်းတို့ဇမယာနဲ့အောင်မရှိဘူးတဲ့တယ်လားမင်းတို့ဇမယာကိုဖူးရင်ငါလှည့်လှည့်ကြည့်နေရခိုင်တယ်မရှိဒီမှာဒီရှိနေတဲ့တယ်လားလေအောင်တက်တယ်ဘဝတန္တရာကျင်လေကနေကြတဲ့တတ္တဝါတွေအလုံးသောတရားဓမ္မများလူနတ်မြမာတတ္တဝါရဲ့လို့အမျိုးမျိုးခွာခြားကြတာမရှိဘူးလားရှိပါရဲ့ဗျာ30ဘုံကျင်လည်နေကြတဲ့တတ္တဝါတွေဟိုးအောက်ဆုံးငရဲဘုံကနေစပြီးတော့တွက်
ရဲရှိပုံပြီးသွားရင်အလုံးစုံတို့ရကတော့မှများအပယ်၄ပုံအဖြစ်တွက်ကြည့်လိုက်ရင်ဩတဘုံတဌာနသူ့ဘုံသူ့ဌာနသူ့အကျိုးပေးတွေနဲ့သူတတ္တဝအမျိုးမျိုးအကျိုးပေးအမျိုးမျိုးနဲ့မရှိကြဘူးလားရှိပါပါပဲလူချင်းတူပေမဲ့လို့ပုံသဏ္ဍာန်ချင်းမတူဘူးနတ်ရှင်းတူပေမဲ့လို့ပုံသဏ္ဍာန်ချင်းမတူဘူးမြမာချင်းတူပေမဲ့လို့နေရတဲ့ဘုံဌာနအကျိုးပေးအသက်အရွယ်နေထားသဘာဝတရားအဖြစ်မတူကြအလုံးဟာအကျိုးပေးတွေပွားကြတယ်။ဘာတွေပွားကြလဲ။ကျိုးပေးပွားကြပါလေဗျာ။အဲ့တော့တခြားဘုံဌာနကတတ္တဝါတွေကိုအာထားလူဘုံဌာနကိုယ်နဲ့ဒီလိဆက်ဆက်ရှိတဲ့ဒီလူဘုံမှာပဲကြည့်သူတော်ကောင်းများတဦးနဲ့တဦးတယောက်နဲ့တယောက်ဟာအကျိုးပေးခြင်းတူသလားတူပါဘူးဗျာအကျိုးပေးပုံချင်းမတူကြတချို့ရှည်တယ်တချို့ပူတယ်တချို့ပိန်တယ်တချို့ဝါတယ်တချို့လှတယ်တချို့ရုပ်ဆိုးတယ်တချို့ညံကောင်းတယ်တချို့ညံလေးတယ်အမျိုးမျိုးပဲအကျိုးပေးတွေကွာကြတယ်တချို့တွေချမ်းသာလိုက်တာတချို့တွေကြတော့လည်းဆင်းရဲလို့တချို့တွေပြည့်စုံလိုက်ကြတာတချို့တွေကြတော့လည်းမွဲတည်လို့အိုးအကျိုးပေးတွေကွာကြတာဘာတွေကွာကြတာလဲအကျိုးပေးတွေကွာကြတာဗျာအလုံးတော်တို့ကလည်းမှပြတချို့တွေကြတယ်တော့လည်းမောဟင်္ဂတော့ကိုရတော့ရောင်းပြီးတော့တိုးတက်ကြီးဝါချမ်းသာသွားကြတဲ့သူတွေအများကြီးပဲတချို့ကြတယ်တော့လည်းဘာစီးပွားလုပ်လို့သူတို့တော့အဆင်ပြေသားပဲဆိုကိုယ့်လက်ကြမှာသူတို့လိုက်လုပ်ပေးမယ်လို့ကိုယ့်လက်ကြမှာဘာစီးပွားမှလုပ်လို့မရတာရောမရှိဘူးလားရှိပါရဲ့ဗျာကံခြင်းကရှင်လို့မှမရတာအာခြင်းရှင်လို့မရဘူးလေကံခြင်းရှင်လို့မရပါဘူးဗျာအဲဆိုတာအားဖြင့်လူသာတူတာကံကွဲမှာကံကိုရှင်လို့မရပါလူသာတူတာကံကွဲမှာကံကိုရှင်လို့မရပါလူသာတူတာကံကွဲမှာကံကိုရှင်လို့မရပါဆိုကြည့်လိုက်လူသာတူတာကံကွဲမှာကံကိုရှင်လို့မရပါလူသာတူတာကံကွဲမှာကံကိုရှင်လို့မရပါဆိုတကောက်လူသာတူတာကံကွဲမှာကံကိုရှင်လို့မရပါလူချင်းတော့တူလိမ့်မယ်တဲ့ဒါပေမဲ့ဘာချင်းမတူဘူးလေကံချင်းမတူပါဘူးဗျာကံကိုဘယ်တော့မှလိုက်မပြိုင်နဲ့တဲ့သူတော်ကောင်းများကံဟာဘယ်တော့မှပြိုင်လို့မရကံဟာပြိုင်လို့ရတဲ့အရာဟုတ်ရဲ့လားဟုတ်ပါဘူးဗျာဒါကြောင့်သူတော်ကောင်းတို့လူချင်းတော့တူပေမဲ့လို့ကံချင်းတူရဲ့လားမတူပါဘူးဗျာကံချင်းမတူရင်အကျိုးပေးတာချင်းတွေကိုတူရမှာလားမတူရဘူးလားမတူပါဘူးဗျာဘယ်လိုမှမတူနိုင်အကျိုးပေးတွေကွာတယ်ဘာကြောင့်အဲ့ဒီလိုအကျိုးပေးတွေကွာကြတာလဲဆိုရင်တို့တရားတော်မှာများအလုံးသောသူတော်ကောင်းများပြုခဲ့တဲ့ကံဒီမှမတူကြတာအားရမတူရတာလဲပြုခဲ့တဲ့ကံဒီမတူကြတဲ့အခါအကျိုးပေးတာတွေကတူရဲ့လားတူပါဘူးဗျာမတူဘူးသဗ္ဗုရိတဒါနဆိုတဲ့ဒီသုတ်တန်ဒေသနာထဲမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသူတော်ကောင်းတွေရဲ့လူပုံ၈မျိုးပြောဘယ်လိုတွေရဲ့လူပုံနဲ့လဲသူတော်ကောင်းတွေရဲ့လူပုံ၈မျိုးပါဗျာအဋ္ဌိမာနိဘိက္ခဝေသဗ္ဗုရိတဒါနံဒေတိဘိက္ခဝေဘဝတန္တရာကျင်းတဲ့ကနေထိုင်ကြတဲ့ရှစ်သားရှစ်သမီးလို့သဗ္ဗုရိတာနိသဗ္ဗုရိတံသူတော်ကောင်းမှန်သမျှတို့သည်ဣမာနိအဋ္ဌိဤရှစ်ပါးကုန်သောအကြောင်းတရားတို့ပြည့်စုံသွားဖြင့်အဋ္ဌိဣမာနိဤရှစ်ပါးသောလူဒန်းဝေရာအကြောင်းတရားတို့ဆုံးလည်စွာဖြင့်ဌာနံကုသိုလ်အလုပ်တို့ကိုဌာ
10ပါးနဲ့ပြည့်စုံစွာတူတယ်တဲ့အကြောင်းဘာနာပါနဲ့10ပါးပါဗျာတပုရိသနိသူတော်ကောင်းတို့သည်ဣမာအဋ္ဌိဤ10ပါးကုန်သောအကြောင်းတရားတို့ဖြင့်ဒါနံကောင်းမှုမျိုးတို့ကိုဒေတိပြည့်စုံအောင်စီမံ၍လူဒန်းကြလေကုန်၏သူတော်ကောင်းတွေရဲ့အလှူ10ပါးပြောပါလေတဲ့သူတော်ကောင်းတွေရဲ့အလှူပြောပါရဲ့အလှူလဲပါဠိစကားလုံးလေးကတပ္ပုရိသပါဠိလိုဘယ်လိုခေါ်သလဲတပ္ပုရိသတဲ့အာလုံးတော်တို့တရားဓမ္မများမြန်မာဘာသာပြန်ရင်သူတော်ကောင်းလို့ဘာသာပြန်ဘယ်လိုဘာသာပြန်လဲပါဠိလိုပြောတော့ဘယ်လိုပြောလဲမြန်မာလိုပြောတော့သူတော်ကောင်းတွေရဲ့အလှူ10ပါးသူတော်ကောင်းတွေရဲ့အလှူဘယ်နှပါးလဲ10ပါးပါဗျာအဲ့မှာစကားလုံးလေးကသူတော်ကောင်းနဲ့ဒါကြီးများပါတယ်လေသူတော်ကောင်းပါဗျာအဲ့တော့သူတော်ကောင်းရဲ့စัจ jin ဘက်ကိုပြောလိုက်ရင်သူတော်ကောင်းကိုပြောင်းပြန်လှန်လိုက်ရင်ဘယ်လိုလှန်မလဲအဲ့လိုသူတော်ကောင်းကိုပြောင်းပြန်လှန်လို့လှမ်းလဲဟမ်ဒီခါလိုက်လို့လှမ်းလဲသူယုံပါဟုတ်လားတို့တရားနာပြည့်စုံတာပြောဘလို့ပြောင်းပြန်လှမ်းလိုက်တော့ဘလို့ဘာသာပြန်မလဲဘလို့ဘာသာပြန်မလဲကဲတခါကြီးတွေသူတော်ကောင်းဖြစ်ပြီလားတခါကြီးတွေသူတော်ကောင်းဖြစ်ပြီလားသူယုံမာရောဟုတ်သလားဟုတ်ပါဘူးအဲ့ဒါဆိုရင်ဘာသာများအောင်ကြသေးပြီနောက်ကဓမ္မကြီးသူတော်ကောင်းရောဖြစ်ပလားဖြစ်ပါဘူးကောင်းဖြစ်ပြီလားသူတော်ကောင်းတော့ဖြစ်သေးဘူးအဲ့ဒါသူရုံးမှာရောဟုတ်လားဟုတ်ပါဘူးဗျာအဲ့ဒါဆိုရင်သူတော်ကောင်းကိုပြောင်းပြန်လာလိုက်ရင်သူရုံးမှာဆိုတာကြီးကျေတော့ဟုတ်သေးဘူးဖြစ်နေမင်းသူတော်ကောင်းဖြစ်ပလားဒီကနေ့ရောက်ကြသူရုံးမှာတော့ရှိတယ်မဟုတ်တော့ပါဘူးသူတော်ကောင်းဖြစ်အောင်ကြိုးစားနေထားတဲ့လူတွေလို့ပဲလို့ပြောပေါ့သူတော်ကောင်းတော့မဖြစ်သေးဘူးဒါပဲဘာဖြစ်အောင်ကြိုးစားနေတာလားသူတော်ကောင်းနေရဲ့အလိုဒါနက10မျိုးရှိတယ်သူတော်ကောင်းဖြစ်အောင်ကြိုးစားနေကြတဲ့ဘုံဘုံတို့တွေအားလုံးသောဒီသူတော်ကောင်းတွေကရောတပုရိသဆိုတဲ့သူတော်ကောင်းလမ်းစဉ်ကိုမလိုက်ရဘူးလားလိုက်ရပါတယ်ဗျာဒီဘုံဘုံတို့တွေအားလုံးသောဒီတရားဓမ္မတွေသူတော်ကောင်းဆိုတဲ့အဆင့်တော့ရောက်ရှင်မရောက်အောင်ပဲတချို့လည်းပဲရောက်နေတာလည်းရှိခြင်းရှိနိုင်တာပဲဒါပေမဲ့သေးတာကတော့သူရုံမှာတော့မဟုတ်ဘူးသူရုံမှာတော့ဟုတ်သလားဟုတ်ပါဘူးဗျာသူရုံမှာတော့မဟုတ်ဘူးသူတော်ကောင်းမဖြစ်သေးတာပဲရှိတာမှန်ရဲ့လားမှန်ပါဗျာဣမာနိအဋ္ဌိဤ10ပါးပြည့်စုံအောင်လူဒန်းကြလေကုန်၏သူတော်ကောင်းတွေရဲ့လူဒန်းပုံ10မျိုးသူတော်ကောင်းတွေရဲ့လူဒန်းပုံဘယ်နှမျိုးလဲ10မျိုးပါဗျာဘိက္ခဝေဘဝတန္တရာကျင်းလဲကနေထိုင်ကြတဲ့ရှစ်သားရှစ်သမီးတို့ဘိက္ခဝေကောင်းမှုလိုလားကောင်းတာကိုတောင့်တနေကြတဲ့ရှစ်သားရှစ်သမီးတို့မြတ်စွာဘုရားကရှေးဥစွာမြေခွန်းလေးတစ်ခုမေးပြီးတော့ပြောတယ်ရှစ်သားရှစ်သမီးတို့လည်းမလူကမှာစဉ်းစားထားတယ်ဘာလိုချင်လို့လူတာလဲတဲ့အားရလေဘာလိုချင်လို့လူတာလဲပါဗျာအားလုံးပြောပါလေဘာလိုချင်လို့လူတာလဲပါဗျာအဲ့လိုအောက်ကြီးမဟုတ်မနေနဲ့ငါ့ကိုကြည့်နေမပြီးလို့ရှင်ကြည့်နေဟုတ်လားဘုရားမေးနေပြီဘာလိုချင်လို့လူတာလဲတဲ့ဒီကကိုယ်လိုချင်လို့လူတာအဲ့တော့သူဖြေတဲ့တိုင်းမဖြေနဲ့မရမကြစီပြီးဖြေဒါဘာလို့ဘာလိုချင်လို့လူဒိဗ္ဗံရောက်ကြောင်း6ပါးမြတ်စွာဘုရားကပြောတယ်စဉ်းစားထားကြတဲ့ငါဘုရားလည်းပဲလိုချင်လို့လူခဲ့တာမြတ်စွာဘုရားငါလည်းဘာလို့လူခဲ့တာဘာလိုချင်လို့လူတာလဲဆိုရင်တပ္ပညုတဉာဏ်ကိုရဖို့ရတော့ငါလူခဲ့တာပဲသာရိပုတ္တရာလည်းအတူတူမောက္ခလလည်းအတူတူအာနန္ဒာလည်းအတူတူအရိယသာဝကတွေအားလုံးအတူတူပဲ
လူတဲ့လူမှန်သမျှဟာလိုချင်လို့လူခဲ့ရတာကြီးပဲဘာလို့လူခဲ့ရတာလဲလူချင်လို့လူခဲ့ရတာပါဗျာငါဘုရားရှင်ကိုရောမြတ်ကြီးကတပ်ပင်ညုတဉာဏ်ကိုလိုချင်လို့လူခဲ့တာတာရိပုတ္တရာမထေရမြတ်ကြီးကကိလေသာကင်းစင်တဲ့ပညာဉာဏ်ကြီးကျယ်တဲ့ဘဝကိုရချင်လို့လူခဲ့တာအရိယသူတော်ကောင်းကြီးတွေအားလုံးနဲ့ကောင်းမြတ်တဲ့ချမ်းသာတွေကိုတောင်းတပြီးတော့လူကျင်တာရှိလို့လူခဲ့ကြတာတဲ့အေးမင်းတို့ရှင်းသားရှင်းသမီးတွေအားလုံးလည်းပဲမလူခင်မှာကြိုးပြင်ထားကြတယ်ငါတို့ဘာအတွက်လူကြမှာလဲဘာလူကျင်လို့လူတာလဲလူတဲ့နေရာမှာလူကျင်တာပါရပါလေအလုံးသောတရားတော်မှာပေါင်းသူတော်ကောင်းတို့လူတဲ့နေရာမှာပါရတယ်လေလူကျင်တာပါရပါလေဗျာဒီကိုလူကျင်တဲ့အရာကိုတောင်းတတဲ့အရာကဆင်းရဲကိုပြီးစေနိုင်တဲ့အရာမျိုးတော့မဖြစ်စေနဲ့တဲ့။ဘာကိုပြီးစေနိုင်တဲ့အရာမျိုးဆင်းရဲကိုပြီးစေနိုင်တဲ့အရာမျိုးပါဗျာ။ဆင်းရဲကိုမဖြစ်စေနိုင်တဲ့ရှားပါတွေကိုတောင်းတအဲ့ဒီလိုချင်တဲ့အရာကိုမတူခင်ကလေးကကြိုပြီးတော့စဉ်းစားထားကြတဲ့။ဒီကနေ့လူတကာတူမတွေဒီကနေ့မင်းတို့တညာလုံးစဉ်းစားမရပါရေသက်ရှားတဲ့အခါအာရပါရဆွတောင်းတပည့်တော်တို့ပြည့်ပြည့်သမျှကောင်းမှုရဲ့အဖို့ပါကဖြင့်ဘုရားဆိုပြီးတော့မင်းတို့လိုချင်တာကိုဆွတောင်းကြဘုရားပြောတာတော့မမေ့နဲ့ဒုက္ခဖြစ်စေတဲ့အရာတော့မတောင့်တနဲ့တဲ့။ဘာဖြစ်စေတဲ့အရာကိုမတောင့်တနဲ့ဒုက္ခဖြစ်စေတဲ့အရာကိုမတောင့်တပါနဲ့ဗျာ။ရှင်သာရှင်သမီးတို့မိမိတို့လိုချင်တဲ့အရာကိုတောင့်တကောင်းမှုတွေကိုမြန်လို့စွာပြုကြသူတော်ကောင်းတွေကတော့ဒီရှစ်မျိုးနဲ့ပြုကြတယ်။တပ္ပုရိသမြေသူတော်ကောင်းတို့သည်သူစိန်ဒေတိကောင်းမှုပြုတဲ့အခါမှာစင်ကြယ်စွာနဲ့လူကြတယ်။ပါဠိစကားလုံးလေးလိုက်ယူသူစိန်ဒေတိအားလုံးပြောလိုက်သူစိန်ဒေတိအားလုံးပြောလိုက်သူစိန်ဒေတိပါဗျာ။တပ္ပုရိသမြေသူတော်ကောင်းတို့သည်သူစိန်ဒေတိစင်ကြယ်စွာဖြင့်ဒါနာကောင်းမှုကိုပေါင်းစု၍ပြုကြလေကုန်၏သူစိန်ဒေတိစင်ကြယ်သောအမှုကောင်းစွာကြံစည်ပြုကြ၍လူရန်ကြသောဤကောင်းမှုသည်တပ္ပုရိသနံသူတော်ကောင်းမှန်သမျှတို့၏ဒါနပြုပုံမျိုးဖြစ်တဲ့အတွက်ကြောင့်အာလုံးသောသင်သူတော်ကောင်းကောင်းမှုရှင်အပေါင်းတို့သည်လည်းပဲသူစိန်ဒေတိဒါနစားတဲ့သင်တို့ကောင်းမှုတွေပြုတဲ့အခါမှာစင်ကြယ်သောအမှုတို့ကိုကောင်းစွာပြု၍လူတန်းလိုက်ကြစမ်းမာလို့ကောင်းစွာဝတ်သွေဟောပြတော်မူခဲ့ပါ၏တည်းဆိုလိုက်တဲ့စင်ကြယ်အောင်သာစင်ကြယ်အောင်သာဉာဏ်စီကကောင်းစွာလူကြပါကောင်းစွာလူကြပါစင်ကြယ်အောင်သာစင်ကြယ်အောင်သာပြုလုပ်ခါကောင်းစွာလူကြပါကောင်းစွာလူကြပါသူတော်ကောင်းတွေသည်တဲ့နံပါတ်1စင်ကြယ်စွာလူကြတယ်တဲ့ဘယ်လိုလူရတယ်လဲစင်ကြယ်စွာလူကြပါလေဗျာဘယ်လိုလူကြလဲစင်ကြယ်စွာလူကြပါလေဗျာစင်ကြယ်တာက2မျိုးအကျံအစီကလည်းစင်ကြယ်တယ်လူစရာကလည်းစင်ကြယ်တယ်ပြောပါလေအကျံအစီကလည်းစင်ကြယ်တယ်လူစရာကလည်းစင်ကြယ်ပါလေဗျာဘာလဲစင်ကြယ်တယ်လူစရာကလည်းစင်ကြယ်ပါအဲ့တော့လွယ်လွယ်ပြောအကျံစီစင်ကြယ်တယ်ဆိုတာပြန်ရင်လို့လူတာမဟုတ်ဘူးနိုင်ရင်လို့လူတာမဟုတ်ဘူးရှင်းဝါခံရင်လို့လူတာမဟုတ်ဘူးကဲ့ရဲ့မှာကြောက်လို့လူတာမဟုတ်ဘူးဒီကနေ့ဟုတ်လားနေသူများပြန်ရင်လို့လူတာတွေပါလားသူများနိုင်ရင်လို့လူတာတွေပါလားတဲ့ဆိုပြန်ရင်တာတွေနိုင်ရင်တာတွေဝါကြွားရင်တာတွေပသွားရင်တာတွေဘာမှမပါဘူးဆိုရင်တဲ့အကျံအစီကကောင်းတယ်တဲ့လွယ်လွယ်လေးပဲကုသိုလ်ရခြင်းလို့ပြုတာကုသိုလ်ရခြင်းတာကလွယ်လို့တခြားဘာအကြောင်းမှမရှိဘူးဒီကနေ့ဆွမ်းတဲ့ကံကြောင့်စီပစ္စည်းလေးပါလူသားရှင်ပြုအလို့ဒီအလူကနေပြီးတော့ကုသိုလ်ပဲရခြင်းတာဘာပဲရခြင်းတာလဲကုသိုလ်ပဲရခြင်းတာငါတို့တွေညတရားပွဲဓမ္မသမင်ကြီးတွေလည်းရှင်းရှင်းတဲ့တူလိုက်ရရင်တော့လူတကာထက်တာတော့မှာပဲလို့သူများကတာနေတာလည်းမပါဘူးပကြွားနေတာလည်းမပါဘူးဝါကြွားနေတာလည်းမပါဘူးအဲ့
ကောင်းမှုကနေမျောလင့်နာကကုသိုလ်ပဲမျောလင့်နာကဘာလဲကုသိုလ်ပါဗျာအဲ့ဒီလိုအကျံစီမှန်တယ်ဆိုရင်မစင်ကြယ်ဘူးလားစင်ကြယ်ပါဗျာနံပါတ်2လူဝယ်ဝတ္ထုကလည်းစင်ကြယ်ရမယ်အာလုံးတော်တရားတော်မှာပေါင်းသူတော်ကောင်းတို့ပြောလူဝယ်ဝတ္ထုကလည်းဘာလို့ရမလဲစင်ကြယ်ရပါမယ်ဗျာလူဝယ်ဝတ္ထုကလည်းဘာလို့ရမလဲစင်ကြယ်ရပါမယ်ဗျာအဲ့လွယ်ကူတဲ့ဥပမာလေးကြည့်ရအောင်ဖယားပန်းမလဲဘူးတဲ့လူမပါဘူးအများအပြားမျိုးသမီးတွေပေါ့ဖယားပန်းလဲဘူးရလားလဲပါဗျာဖယားပန်းလဲဘူးသလားလဲပါဗျာသူတော်ကောင်းတွေကစင်ကြယ်စွာနဲ့လူကြတယ်ပြောဘယ်လိုလူကြတာလဲစင်ကြယ်စွာနဲ့လူကြပါဗျာဖယားပန်းလဲဘူးသလားလဲပါဗျာဖယားပန်းအိုးကိုရေရှိုးသလောက်ဆက်ပြတိုက်သလားတိုက်ပါဗျာအိုးရေရှိုးသလောက်တိုက်သလားတိုက်ပါဗျာအိုးရေရှိုးရင်ဘူးတွေကိုစုံလို့ဒါမျက်နှာဘူးဒါလက်ဘူးဒါရှောက်ဘူးဒါပါဇက်တဲ့တိုက်တဲ့ဘူးအစုံမပါဘူးလားပါပါဗျာဘူးတွေစုံရတယ်မကောင်းဘူးအဝတ်တွေရောအဖတ်တွေရောဗရက်တွေရောဒါလက်ကိုတိုက်တာဒါရှောက်ကိုတိုက်တာဒါရှေ့သေးကိုတိုက်တာအစုံမပါဘူးလားပါပါဗျာဖျားပန်းလဲတဲ့အခါကျတော့ဖျားအိုးကိုဘာနဲ့တိုက်တယ်လဲဖျားပန်းကိုဘာနဲ့တိုက်အကျဉ်းတစ်ချက်အမိုးတစ်ချက်ကွာဟုတ်လားအဲ့ဒါကြောင့်သူတို့ဘာသာပြန်လာနဲ့အမှန်ပြသူတော်တို့တခါတလေကြတော့မစင်ကြယ်အိုးအမိုးတစ်ချက်ကျန်တဲ့အသာကအထဲတောင်ရေလေးထည့်ပြီးတော့အောက်ကလက်ကလေးနဲ့ပြိလို့ကလုတ်ကလုတ်သွန်ချပြန်ထည့်အဲ့လိုလူတဲ့လူတော်မရှိဘူးလားရှိပါဗျာဒီထဲအောင်ပါဘူးလားပါဗျာအကုန်လုံးနာမပန်းမတူဘူးလားဘယ်လိုတူရေစီးပြီးစီးလိုက်ပုံတယ်မချို့နီးတောင်မချို့ဟဲ့နီးလေးပါလေဖြုတ်ကုန်ဆိုတော့နေရာချရတာခတ်လို့ပါတဲ့နီးဖြုတ်လိုက်ကိုတဝက်ဒီတဝက်နဲ့ကျွတ်လို့ကျဲတဲ့ကိုလိုတဲ့အစီးလိုက်ကိုတော့ကြီးကောင်းတယ်အဲ့လိုလူတွေမရှိဘူးလားသူတော်ကောင်းကစင်ကြယ်စွာလူတဲ့ဘယ်လိုလူရမလဲစင်ကြယ်စွာလူပါပါဘုရားပန်းကပ်မဲ့ပန်းအိုးကိုတခါလဲအတွင်းကိုတောင်းစင်အောင်တိုက်လို့ပို့လို့အပြင်ကိုစင်ကြယ်အောင်တိုက်လို့ပို့လို့တခါလဲကြီးအိုးလေးတွေဆိုရင်ပျောက်နေအောင်လက်နေအောင်စင်ကြယ်အောင်ဆေးလို့အထဲမှာရေတွေအညစ်အကျွဲတွေကိုပျောက်စင်အောင်ပို့တိုက်ဆေးကြောလို့စနစ်တကျဆေးရအောင်လားဆေးရပါဗျာအဲ့လိုဆေးတဲ့လူတွေရောရှိဘူးလားရှိပါဗျာသူတော်ကောင်းတို့ရှင်းတုံးကစင်ကြယ်စွာလူခဲ့တဲ့သူတွေကရှင်းတုံးကဘယ်လိုလူခဲ့တဲ့သူတွေစင်ကြယ်စွာလူခဲ့တဲ့သူတွေပါဗျာကိုရုပ်ကိုပြန်ကြည့်အားတော့ွာလိမ့်မယ်တဲ့အကျိုးမီတော့ွာလိမ့်မယ်ပြောပါတော့ွာလိမ့်မယ်အကျိုးမီတော့ွာလိမ့်မယ်ပြောပါတယ်အကျိုးမီတော့ွာလိမ့်မယ်ပါဗျာရှင်းကာလတွေတုန်းကဖျားပန်းကတ်တဲ့အခါတုန်းကကြတော့ဖျားပန်းအိုးကိုပြောင်းအောင်ဆင်းအောင်မစီးကြောမပုတ်တိုက်ခိုင်းတဲ့အခုကြာကမှဖြူရင်လုံးလို့ဆိုနင်းကပုတ်နေတဲ့လူတွေမရှိဘူးလားရှိပါဗျာသိတော်မဝေးတော့တစ်ခေတ်တော့ဗာဖြစ်တယ်ပို့မနေနဲ့ဘယ်တော့ဝေးတော့မွေးလာတဲ့ဘုရားအကျိုးပေးပြီးသားရှင်းတော့ကစင်ကြယ်စွာလူခဲ့တော့ဒီဘဝမှာဖွေးလို့လှလို့ကြော့လို့မော့လို့လှပါပြီးတော့မျက်နှာလေးမြင်လိုက်ရင်ကိုအတန့်ရှင်းနေတော့တာအသားရည်လေးကဝါဝင်နေတော့တာလှပနေတော့တာအိုးအကျိုးပေးတွေပွာလိုက်တာဘာတွေပွာလိုက်တာလဲအကျိုးပေးပွာလိုက်တာဘာတွေပွာလိုက်တာလဲအကျိုးပေးပွာလိုက်တာတခြားကြောင့်ပွာတာလားစင်ကြယ်အောင်လူခဲ့လို့ပွာတာလားစင်ကြယ်အောင်လူခဲ့လို့ပွာတာပါဗျာမစင်ကြယ်စွာလူတော့လူတဲ့အတွက်ကြောင့်လူဖြစ်တယ်ဒါပေမဲ့သူတော်ကောင်းများအကျိုးပေးရကြတော့ပွာသွားတယ်ဗာဖြစ်လေရုပ်ရည်စင်းတွေမတင့်တယ်တော့အပားအရည်တွေမဝါဝင်တော့ဘူးဘလောက်ပဲဘလို့ပြောသူ့မြင်နေရရင်ကိုဘလို့တစ်ပတ်မြင်နေရသလိုပဲတွေ့လျာလူတွေကကြောက်ရွံ့စိုးရိမ်နေတဲ့ခံကြမျက်နှာအနေထားသဘာဝတရားတွေကိုပိုင်ဆိုင်ပြီးတော့အိုးလူရင်းတူဝေမဲ့အကျိုးပေးပွာသွားလူရင်းတူဝေမဲ့ဘာပွာသွားလဲကျိုးပေးပွာသွားတယ်ဗျာတခြားကြောင့်ပွာတာလားလူပုံပွာလို့ပွာတာလားလူပုံပွာလို့ပွာတာပါဗျာဘာပုံပွာလို့ပွာတာလဲလူပုံပွာလို့ပွာတာပါဗျ
ဘက်ကနဲ့ပြန်ထည့်လောရမှာလားမလောရဘူးလားမလောရဘူးဗျာစင်ကြယ်စွာလူကြပါဘလို့လူရမှာလဲစင်ကြယ်စွာလူကြပါဘလို့လူရမှာလဲစင်ကြယ်စွာလူကြပါဗျာအကျိုးပေးတွေကွာလွန်လို့ပါတဲ့စစ်စစ်ကြဲကြဲလူလိုက်ကြစမ်းပါတဲ့လက်စေးတဲ့နေရာမှာလည်းစင်ကြယ်အောင်စားတဲ့နေရာမှာလည်းစင်ကြယ်အောင်ပြင်ဆင်တဲ့နေရာမှာလည်းပဲစင်ကြယ်အောင်ရှက်ပြုတ်တဲ့နေရာမှာလည်းပဲစင်ကြယ်အောင်ဥပုပ်ကိုလည်းသတိပေးပတ်ဝန်းကျင်ကိုလည်းသတိပေးရှက်ပြုတ်ကြတဲ့လူတွေလည်းသတိပေးဟဲ့မနေ့ကဆရာတော်ဟောသွားတယ်နော်တန်တန်ရှင်းရှင်းလှုပ်ဆန်းတဲ့စင်စင်ကြဲကြဲလှုပ်ဆန်းတဲ့တူတော့တူတယ်ဘာကွာသွားလိမ့်မယ်တူတယ်လူပုံလုတ်ပုံကွာတာနဲ့အကျိုးပေးကကွာမသွားဘူးလားကွာပါပါဗျာအဲဆိုသားမှာသူတော်ကောင်းတို့ဟာစင်ကြယ်စွာကောင်းစွာလူကြတယ်သူတော်ကောင်းတို့ဟာစင်ကြယ်စွာကောင်းစွာလူကြတယ်သူတော်ကောင်းတို့ဟာစင်ကြယ်စွာကောင်းစွာလူကြတယ်ဆိုလိုက်တစ်ခေါက်ပဲဆိုမယ်သူတော်ကောင်းတို့ဟာအလုံးသောတရားတော်မှာပေါင်းသူတော်ကောင်းတို့ကောင်းမှုဒါနတွေပြုတဲ့အခါတဲ့သူတော်ကောင်းတွေကအကြံအစီကလည်းစင်ကြယ်အောင်ကြံစီပြီးလှူတယ်လှူဒန်းဝေယဖြားဖြားတွေကိုလည်းပဲစင်ကြယ်အောင်စီမံပြီးတော့လှူတယ်အဲ့ဒီအတိုင်းစင်ကြယ်စွာလှူဒန်းခြင်းသည်သူတော်ကောင်းတွေရဲ့လှူဒန်းခြင်းဖြစ်တဲ့အတွက်ကြောင့်ဘဝတန်တရာမှာကောင်းမြတ်ချမ်းသာတဲ့အကျိုးတရားကိုသင်လို့ပျော်ကိုးတယ်ဆိုရင်စိတ်ကိုလည်းပဲစင်ကြယ်အောင်ကြံစီလှူဒန်းဝေယမှန်သမျှတို့ကိုလည်းစင်ကြယ်အောင်စီမံ၍လှူဒန်းဤသို့စင်ကြယ်စွာလှူဒန်းခြင်းသည်သူတော်ကောင်းတို့ရဲ့လူဒန်းခြင်းမျိုးပါပဲရဲ့လို့ကောင်းစွာကသွေဟောပြတော်မူခဲ့ပါပေသတည်းသဗ္ဗေရိတာနိသူတော်ကောင်းတို့သည်တဲ့ပဏိကံမွန်မြတ်လှသောအရာတို့ကိုသာအလုံးသောတရားဓမ္မပေါင်းသူတော်ကောင်းတို့သဗ္ဗေရိတာနိသူတော်ကောင်းတို့သည်ပဏိကံမွန်မြတ်လှသွားသောလူရန်ဝေယဖြာဖြာတို့ကိုဒေတိတဲ့ကောင်းစွာပေး၍လူရန်ကြနေကုန်၏ဘိက္ခဝေဘဝတန္တရာမှာကောင်းကျိုးချမ်းသာတို့ကိုရည်မှန်းတောင်းတကောင်းမြတ်တဲ့အရာတို့ကိုမျှော်လင့်ကြတဲ့သင်လူရှင်ပေါင်းသူတော်ကောင်းတို့သည်လည်းပဲသဗ္ဗေရိတာနတရိတံတဲ့သူတော်ကောင်းတို့ကိုပမာယုပဏိကံမွန်မြတ်လှသွားတဲ့လူရန်ဝေယဖြာဖြာတို့ကိုသာလျှင်ဒေတိတရာရှိထားကောင်းစွာသာလျှင်ပေးလိုက်လှူလိုက်ကြစမ်းပါလို့ကောင်းစွာမသွေဟောပြတော်မူခဲ့ပါပေသတည်းသူတော်ကောင်းတွေရဲ့ဒုတိယလူဒန်းပုံကမွန်မြတ်သောအရာတို့ကိုလူဒန်းနဲ့ပြောပါရဲလေမွန်မြတ်သောအရာတို့ကိုလူဒန်းပါလေဗျာညီမတို့လွယ်ပြောကောင်းတာတွေကိုပဲရွေးလူတယ်တဲ့ပြောပါရဲလေကောင်းတာတွေကိုပဲရွေးလူပါလေဗျာပြောပါရဲလေကောင်းတာတွေကိုပဲရွေးလူပါလေဗျာဆိုလိုက်ဒီကောင်းတာတွေသာရွေးလူပါသူတော်ကောင်းတို့လမ်းစဉ်ပါဘာတွေကိုရွေးလူမဲ့ဘာတွေကိုရွေးလူမဲ့ကောင်းတာကိုရွေးလူကြအားလုံးပြောပါဦးရွေးလူမဲ့ကောင်းတာကိုရွေးလူပါဗျာအဲ့လိုဘယ်နှပြန်လူရောက်ပြီမလားဒီကဘာလို့ကောင်းတာတွေကြီးပဲလားကောင်းတာတွေရွေးလူဘာတွေရွေးလူရမယ်လဲသင်္ကန်းတွေလူဘာတွေရွေးလူရမလဲကောင်းတာတွေရွေးခဏတွေလူဘာတွေရွေးလူရမလဲဆွမ်းတွေလူဘာတွေရွေးလူရမလဲကောင်းတာတွေရွေးလူရမယ်ကျမ်းပေါ့မကောင်းလားဒီကကျမ်းပေါ့မကောင်းလားကောင်းလားနင်ဓမ္မကြိုက်
ကြိုက်လားလို့ငါမေးရဒီကကြိုက်တော့တဲ့ရနာပိသဘောင်းသူတော်ကောင်းတို့ဓမ္မမကောင်းလားကြိုက်လားမတဲ့ဘူးလားကောင်းလားကောင်းလားဟောတဲ့ကြိုက်လားဆိုပြီးတော့တဲ့ဘူးတဲ့ဒီခိုင်ဘယ်တဲ့ပဲနေဘတော့မကောင်းတာတွေယူခဲ့တော့တဲ့တော့ဓမ္မမကောင်းလားတဲ့လားငါဓမ္မောင်လည်းကြိုက်တယ်မတည့်လည်းမတည့်ဘူးဒါပေမဲ့စားတယ်ကောင်းတာတွေကြီးတဲ့တယ်လို့မရှိဘူးလားကောင်းတာတွေမတည့်တယ်လို့မရှိဘူးလားဘာကွာကအကျိုးပေးတော့ခွာလိုက်မယ်တဲ့ဘာတော့ခွာလိုက်မယ်အကျိုးပေးတော့ခွာလိုက်မယ်ဘာတော့ခွာလိုက်မယ်အကျိုးပေးတော့ခွာလိုက်ပါမယ်ဗျာဒီကနေမစားကြဘူးလားစားနေတာပေါ့ဒါတော့အနန္တသင်းနဲ့ရေခဲမို့မကောင်းလားမှန်ပါဗျာငါတော့ကောင်းလို့အရာလာမရှိဘူးလားရှိပါဗျာတို့ရတိုးသေးတယ်စီယဝါရှိသေးတယ်နှလုံးကမကောင်းဘူးကြောက်ကမကောင်းဘူးအန်တကြိတ်ကြိတ်နဲ့ပြန်လာရတာမရှိဘူးလားရှိပါဗျာကောင်းတယ်မတည့်ဘူးဘာကွာသွားကြပြီအကျိုးပေးပါပါဘာတော့ကွာလိမ့်မယ်အကျိုးပေးပါပါငါနဲ့အတူတူစီးကြိုသမားမှန်တယ်ဗျအရင်တော့မကောင်းတာတွေလူခဲ့လို့ရင်တော့ဘာတွေလူခဲ့လို့အကောင်းဆိုတာမှန်တယ်ဗျတဲ့သေးလားတဲ့ပါဗျာမစားနိုင်ဘူးလားဒီခိုင်နေဆန်ကောင်းကောင်းဝယ်မစားနိုင်ဘူးလားစားနိုင်တာပဲဒါပေမဲ့ကောင်းတာစားလိုက်တာတဲ့ကိုယောဂပါဖြစ်လာတော့လားဆိုလိုက်တဲ့ဘဝအကျိုးပေးတွေပွာနေကြပြီသူတော်ကောင်းတို့ဘာတွေပွာနေကြပြီအကျိုးပေးတွေပွာနေကြပါဗျာအဲ့ဒါကြောင့်မို့လို့ဘဝမှာတဲ့အကျိုးပေးတွေပွာလိုက်ကြတာဘာလို့ပွာတာလဲဆိုလူပုံချင်းတွေမှမတူတာဘာမှမတူတာတို့ခဏခဏပြောတာပဲကျေးဇူးတော်ရှင်တိရကုဆရာတော်ကြီးတက်တော်89နှစ်ထဲရောက်ပြီဂိုင်းညတက်တော်89ဟုတ်လားဟာနေလေကင်းဆရာတော်ဓမ္မောက်ကတ်တယ်ပုံပေးတယ်ဓမ္မောကိုငါတလောက်နဲ့စားတယ်ပဇွန်တို့ကလေးထဲပါအောင်ခဲ့ဓမ္မောကိုပဇွန်တို့နဲ့စားတယ်ဒွေဒီပါရင်ဖုံးပေးလိုက်သေးတယ်ပြီးရင်ရွှေရင်အေးတစ်ခွက်တောက်သေးတယ်ဘေးကကြီးတဲ့သူကတွေးတိုးလာတယ်ဆရာတော်ကဆန်းဆန်းတာပါပဲအကျိုးပေးတွေပွာလိုက်တာဘာတွေပွာလိုက်တာအကျိုးပေးတွေပွာလိုက်တာသူတော်ကောင်းတို့စင်ကြယ်စွာကောင်းမှုတွေကိုပြုခဲ့ကြပါတယ်မွန်မြတ်အကောင်းဆုံးဆိုတဲ့အရာတွေကိုသာရွေးချယ်ပြီးတော့လူတန်းခဲ့ပါတယ်အကောင်းဆုံးလူခဲ့တဲ့သူတွေကအကောင်းတွေကြည့်ရတာအကောင်းဆုံးလူခဲ့တဲ့သူတွေကဘာတွေကြည့်ရတာအကောင်းတွေကြည့်ရတာဗျာစားနိုင်တာပဲငပိရည်လေးတွေမှာဆိုတဲ့လူတွေရှိတာပဲဝိနိုင်တာပဲအဟောင်းလေးပဲကြိုက်တာဆိုတဲ့လူတွေမရှိဘူးလားရှိပါဗျာအဟောင်းလေးပဲကြိုက်တာဆိုတာရှိကြတာပဲသူတော်ကောင်းတို့အကောင်းများမမှတ်လိုက်ရင်ကိုယ်စိတ်ကိုယ်ခန္ဓာကိုယ်ကမကောင်းတာနဲ့ပဲတန်နေတာအကျိုးပေးပွာသွားတာဘာသွားတာလဲအကျိုးပေးပွာသွားတာလဲအကျိုးပေးပွာသွားတာပါဗျာအဲကြောင့်ကောင်းတဲ့အကျိုးတွေကိုပေးခြင်းဘာတွေလူရမှာလဲဘာတွေလူရမှာလဲနံပါတ်1စင်ကြယ်လူပါနံပါတ်2မုံမြတ်ကောင်းမွန်တာတွေကိုလူပါပြောရအောင်နံပါတ်1စင်ကြယ်လူပါနံပါတ်2မုံမြတ်ကောင်းမွန်တာကိုလူပါပြန်ပြောလိုက်စင်ကြယ်လူဤသင်လျော်စွာလူဓမ္မာအားလုံးပြောပါတယ်လေသင်လျော်စွာလူဓမ္မာဆိုတိုင်းသင်လျော်စွာသာလူဓမ္မာသူတော်ကောင်းတို့လမ်းစဉ်မှာသင်လျော်စွာသာလူဓမ္မာသူတော်ကောင်းတို့လမ်းစဉ်မှာသင်လျော်စွာသာ
ရှင်တော်တွေလူအောင်လားလူပါပါဗျာဒါပေမဲ့စောင်းဆိုရင်လူရကြမှာလာလာပြုတယ်လိုက်မြစောင်းဆိုဘယ်ကြမှာလာလာပြုလဲလူရကြမှာဘာလို့လဲဒါကမှကြီးဘာလို့ဘာဖြစ်လို့လူရကြမှာစောင်းလာလာပြုတာလို့ရှင်ဗျာဒီစောင်းအသိကောင်းတာတဲ့စောင်းကြတော့ဈေးသိကြည့်တာတဲ့ဒီချင်းကျဈေးပေါ်သွားပြီခင်ဗျာလူရကြတော့ဘာလာပြုတော့ဘာမှလှိုင်ကူတယ်ရောက်ရင်လေပဲ့ပင်လန်းဆိုတာကြားဘူးတယ်ဟုတ်လားလှိုင်ကူတယ်ရောက်သွားလို့ကိုကသူတော်ကောင်းနေအမျိုးမျိုးအတန်တစ်ခုခုကိုပေးလိုက်တယ်ဆိုရင်အဲ့ဒီပေးလိုက်တဲ့အတန်အတိုင်းပြန်လာဘူးလားကိုကသူတော်ကောင်းလို့ပေါ်လိုက်ရင်ပြန်ကြားတဲ့အတန်ဘယ်လိုပြန်ကြားမလဲသူတော်ကောင်းလို့ပြန်ကြားဘူးလားကိုကဆဲလိုက်ဆိုလိုက်ရင်ကိုဆဲလိုက်ဆိုလိုက်ကောင်ကိုပြန်ကြားဘူးလားလွယ်လွယ်မှာဘာလာတူတယ်ဘာလို့လာတူတာလဲအဲ့တော့ကိုကတိုင်ကိုလည်းဝင်ဘလို့ဩတာလဲဈေးပေါ်တယ်လို့ဩလိုက်ရောကိုလည်းပြန်ရအောင်ဗာကြီးပြန်ရဟောသူတော်ကောင်းတင့်တော်တာကိုလူပါဘာလို့လူရမှာလဲတင့်တော်တာကိုလူရပါဗျာအဲ့ဒီဆောင်ပဲလူရမှာလဲဆရာတော်ရာဒီလိုသိသေးတယ်ဗျာဈေးရတော့လည်းကြီးတာဒါပေမဲ့တင့်တော်တဲ့ကာလနဲ့ဒါလေးလူရင်လုံးလို့တပည့်တော်တို့လူတာဗျာရတဲ့ဆရာတော်ဝမ်းမသာဘူးလားမှန်ပါဗျာဒီကိနဲ့မွန်ရက်ကိုမဖြစ်ဘူးလားဖြစ်ပါဗျာအဲ့လူတွေမှာဆောင်းကြီးလူလိုက်တော့အဲ့ဒီဆောင်းကြီးသုံးရမှာလားသိမ်းရမှာလားသိမ်းရမှာပါဗျာဆောင်းရောက်တယ်ပြောင်းတော့မူသွားရင်ဘယ်နဲ့လုပ်လဲဟမ်ဆောင်းရောက်တယ်ပြောင်းတော့မမူနိုင်ဘူးလားမူသွားရင်ဘယ်နဲ့လုပ်လဲဆရာတော်ပြောတော့ဘုလို့မှကျန်တာလည်းအကုန်ပုံချပြီးကျန်တဲ့လူတွေအကုန်ဝေကြတာမရှိဘူးလားရှိပါဗျာသူတော်ကောင်းတို့အဲ့ဒီလိုမလူရပါနဲ့အဲ့ဒီလိုမလူရပါနဲ့တင့်တော်တာကိုလူပါပြောပါဦးလူမလဲပြောပါဦးလူမလဲမနက်ဖြန်ရစဘောဝဲမှာအင်းနေအပြည့်မလားဒီကအပြည့်ပဲမလားဆရာတော်ကျမရလားဗျာဘာကြီးလေးများတင့်တော်တော့ဗျာမလျှောက်အောင်လားလျှောက်အောင်လားဆရာတော်ကစီးလို့ရှိပါတယ်လို့ဆရာတော်ကတွေးလို့ရှိပါတယ်လို့စာပါဗျာဘုံပေးပါဗျာတပည့်တော်လူရင်လုံးလို့ပါဗျာဝတ်သားတွေကြီးကုန်ထက်တော့မလားမလို့ပါဘူးလားမလို့ပါဘူးဗျာကျမကြီးမကောင်းပါဘူးဆိုကမှအာဘုံပေးပါဗျာငါတော့ဒီကြီးချက်ပဇွန်ဒီကြီးချက်ဒါသိကောင်းတာဗျာတပိတ်က6000တောင်ပေးရတယ်ကိုကတော့စားနေကြတာပဲကိုကတော့ဗာနေနေကြတာယောဂရှိတယ်လို့ပြောလို့လည်းမရသူတော်ကောင်းတို့အဲ့ဒီလိုညံမပါလူတန်းပေါ်ရခြင်းကိုမလူရပါဘူးတင့်တော်တာကိုလူရမယ်ပြောပါဦးလူရမှာလဲတင့်တော်တာကိုလူရပါမယ်ဗျာအလူနဲ့ဆက်ဆက်လို့တခါလေပြောလိုက်အောင်မယ်မင်းတို့လည်းပါသွားရင်တော့တိခံဖို့ပါတင်းလို့ဟုတ်လားတပိတ်ဆိုတာဆွမ်းခံစားဖို့တပိတ်ဆိုတာဘာလို့ဖို့ဆွမ်းခံစားဖို့ပါဗျာတပိတ်ဆိုတာဘာလို့ဖို့ဆွမ်းခံစားဖို့ပါဗျာတခါတည်း300မှာလားတက်လုံး300မှာလားတက်လုံး300ပါဗျာကိုယ်လေးက9ရက်တိုင်းနေပြီပဲလို့အဲ့ဒီတပိတ်ကအเจ้าမှမကြံခဲ့ဘူးလားကြံခဲ့ပါဗျာเจ้าမှကြံခဲ့တဲ့တန်ခါအဲ့ဒီတပိတ်မ300ဘူးလား300ပါဗျာကိုယ်တပိတ်နဲ့လူတယ်ငါတပိတ်နဲ့လူတယ်ဒီကနေလို့ကိုယ်တပိတ်တော့မဟုတ်ပါဘူးခဏခဏကြိုင်ကြည့်အောင်အဲ့ဒီတပိတ်ကမောင်ရှင်လုံးလိုက်နေလို့ရှိတယ်ကရှမ်းပွဲသွားမောင်ရှင်လုံးလိုက်နေလို့ရှိတယ်ဘာဖြစ်သွားရေစစ်တဲ့ဇီးရွက်လောက်လေးပါလုံးဝမလားမလို့ပါဘူးလားဘာဟုတ်စစ်တော့ဒီဇီးရွက်လောက်နဲ့စစ်တော့ရမှာရမလားတပိတ်ရှိတဲ့တပိတ်ကိုအပြားနေပြီးတော့တက်တဲ့တပိတ်ရှိတဲ့ကျိုး300လောက်နဲ့တစ်သက်လုံးမလို့တော့ကပန်းကျိုးတဲ့ကျွတ်လို့ကျဲတဲ့ဟာဒေါ်လာဘာတွေထွက်သွားတာကျန်နေတဲ့ကျိုးကဲကြောင်းရှိတဲ့တန်ခါတွေကိုဝေကွာဆိုတော့ဝယ်လာတဲ့ကပန်းကျိုးကငါဘုရားခါဒီကခါဘူးမရောက်ဘူးအလို့လေလောမလားမလို့ပါဘူးလားလောပါဘူးဗျာလောမလားမလို့ပါဘူးလားရှင်မြို့အလူဒီတခြားအဓိကလားပေးကြရရှိပါအဓိကလားပေးကြရရှိပါအဓိကပါဗျာကောင်းဆုံးဆိုတဲ့သင်္ကန်းကိုတူရမယ်အကောင်းဆုံးဆိုတဲ့တပိတ်ကိုတူရမယ်အကောင်းဆုံးဆိုတဲ့ခါပန်းကျိုးတူရမယ်အကောင်းဆုံးဆိုတဲ့တန်ခါအသုံးဆောင်တူရမယ်ရှင်မြို့အလူအတွက်အမုံမြတ်ဆုံးအလူဒီပေးကြရရှိပါ
ဟုတ်ရဲ့လားရှင်ပြုအလူအတွက်အသင့်တော်ဆုံးအလူဒီတခြားလားပေးကြရရှိပါလားပေးကြရှိပါပါဗျာငါတို့သားလေးက9ရက်ပဲနေမှာဒါပေမဲ့ကြံခဲ့တဲ့အခါတန်ဃာတော်တွေသုံးအောင်တပိတ်ကောင်းတာလေးလုပ်ပါသင်္ကန်းကောင်းတာလေးလုပ်ပါကြီးဖက်နဲ့ကောင်းတာလေးလုပ်ပါ9ရက်စာလားတစ်သက်လုံးသုံးရမှာလားတစ်သက်လုံးသုံးရမှာပါဗျာဝင်လေးက9ရက်ထွက်သွားပြီပဲလို့ကျောင်းမှာကြံခဲ့တဲ့အခါတန်ဃာတော်တွေဝင်ငါလို့မသုံးရဘူးလားသုံးရပါဗျာသင့်တော်တာကိုလူအားလုံးပြောပါဦးလူကမှာလေသင့်တော်တာကိုလူကမှာဗျာဆွမ်းနေပို့တဲ့အခါသင့်တော်ရာကိုပို့လူပါသင်္ကန်းတွေလူတဲ့အခါသင့်တော်ရာကိုလူကြပါအခါတလေဓာတ်လူတဲ့သင်္ကန်းလေးပြောမကောင်းဘူးနှစ်ထည်လုံးပေါင်းပြီးတော့နှစ်ထပ်ဝတ်ထားတာတော့အဲ့ဒီဝတ်ထားတဲ့သင်္ကန်းကြားလေးကချောင်းပြီးတော့ကြည့်ရင်ဘောကတန်က9ပါးလောက်ကိုမြင်နေရတယ်အဲ့ဒါဓာတ်လူသူကမှလားမလူပါဘူးလားမလူပါဘူးဗျာသိတော်လားမသိတော်ဘူးလားသိတော်ပါဘူးဗျာအေးအဲ့ဒါတွေစဉ်းစားရပါလူကြတာတော့တူတယ်တဲ့စီစစ်ပြီးမလူတတ်တဲ့အခါသူတော်ကောင်းတွေလုံးမလူတတ်တဲ့အခါဘာတွေတော့ကွာကုန်နေမလဲကျိုးပေးရပါဘူးဗျာအဲ့လိုလိုပြောပေါ့ကွာအဲ့ဒီသင်္ကန်းပါပါလူခဲ့တဲ့လူတွေခုဘဝတစ်ခုပြောင်းကုန်ကြတာပဲဟုတ်လားဘလောက်စားတစ်ခါနဲ့ဝါကိုဝါမလားဝါညလိုက်ခါလွန်ရောဆိုတဲ့လူတွေအရင်တုန်းကအဲ့ဒါမတဲ့တာတွေလူခဲ့တဲ့လူတွေအဲ့လိုအကျိုးတရားတွေခံစားကုန်ကြတာပဲပိန်ပိန်ရှိနေပြီးတော့ယောဂဝေဒနာတွေနှိမ့်ဆက်နေတဲ့လူတွေမရှိဘူးလားရှိပါတယ်ဗျာမစားဘူးလားဆိုစားတာပဲဝါကိုမလာတာမရှိဘူးလားရှိပါတယ်ဗျာမလူတတ်ခဲ့လို့အကျိုးပေးပါကုန်လားဘာတွေပါကုန်လားလဲအကျိုးပေးပါကုန်ပါဗျာဘာတွေပါကုန်လားလဲအကျိုးပေးပါကုန်ပါဗျာတချို့ကြတော့လေထိုးနေသလားအောင်းမရတယ်စားတာနဲ့ကိုဝါနေလျှော့အောင်ဆိုမစားနဲ့ဝါနေတော့တာမစားပဲလေဘာဖြစ်နေတော့တာဘာတွေကွာကုန်လားအကျိုးပေးပါဗျာအဲ့တော့အားလုံးသောဒုက္ခခါရကမများလူချင်းတူမှလို့အကျိုးပေးနေမတူရဘူးတဲ့ဘာလို့မတူလဲဆိုဘယ်လိုတူခဲ့ကြတာလဲသင့်တော်ရာကိုလူတတ်တဲ့လူတွေဟာအကျိုးပေးကောင်းတွေကိုမရသွားကြဘူးလားသင့်တော်ရာကိုလူတတ်တဲ့လူတွေဒီအကျိုးပေးကောင်းတွေကိုရမသွားကြဘူးလားသဗ္ဗုရိသနိသူတော်ကောင်းတို့သည်ကာလေနသင့်လျော်သောအခါတို့တွင်ထိုအခါတို့နှင့်သင့်လျော်သောလူဒန်းပေါ်ရာပြာပြာတို့ကိုကောင်းစွာစီမံ၍လူဒန်းရပေကုန်၏ဤကဲ့သို့ကောင်းစွာစီမံ၍သင့်လျော်သောအခါမျိုးတို့တွင်သင့်လျော်သောလူဝဲဝိတုစားဝဲတောက်ဝဲပြာပြာကိုလူဒန်းကြခြင်းသည်သူတော်ကောင်းတို့ရဲ့လူဒန်းခြင်းမျိုးဖြစ်ပါပေ၏လို့ထထဘောကောင်းစွာမသွေမှတ်ထိုက်ပါပေသတည်းသဗ္ဗုရိတာဒါနံကပ္ပိယံဒေတိသဗ္ဗုရိတာနှင့်သူတော်ကောင်းတို့သည်ကပ္ပိယံအဆက်သောအရာတို့ကိုသာလျှင်ဒေတိပေးလူကြလေကုန်၏ကဲဆိုသားမှာလေအပ်သောအရာစီမံကာကောင်းစွာလူဓမ္မာအပ်သောအရာစီမံကာကောင်းစွာလူဓမ္မာအပ်သောအရာစီမံကာကောင်းစွာလူဓမ္မာဆိုလိုက်တစ်ခေါက်ပဲဆိုအပ်သောအရာစီမံကာကောင်းစွာလူဓမ္မာတစ်ခေါက်ဆိုမယ် ဘာကိုစီမံရမှာလဲအဆက်တဲ့အရာကိုလူရမယ်အားလုံးပြောပါတယ်လေအဆက်တဲ့အရာကိုလူရမယ်အားလုံးပြောပါတယ်လေအဆက်တဲ့အရာကိုလူရပါမယ်ဗျာဘုန်းကြီးเจ้าကိုချက်တွေလာလာလူတဲ့လူတွေရှိတယ်ချက်တွေလာလာလူတဲ့လူတွေမရှိဘူးလားရှိပါတယ်ဗျာတကယ်တော့လာလူတာပေါ့လာတွက်ပါဇက်ကလည်းပြောသွားသေးတယ်ဘယ်စရာတွက်ပြလိုက်တယ်ဒါမှလည်းချက်လို့ဘယ်တော့ဘုန်းကြီးနဲ့တွေ့လိုက်တွေ့ရင်ပြောလိုက်အောင်ငါယောဂမှန်တရားနေခံမကောင်းတာမှန်တရားဘယ်သူခံကဲဘုန်းကြီးနဲ့တော့ဘုန်းကြီးနဲ့ဘုန်းကြီးကတပါးချက်ကတကောင်ညခံကြဘုန်းကြီးနဲ့ချက်တွေများပြောရင်မကောင်းလို့ပါဗျာလားလို့လည်းမရှိဘူးလား